Hello အားလုံးပဲမင်္ဂလာပါရှင်အခုဒီမှာမောင်လေးတောက်မှတ်ထားတဲ့ comment လေးပေါ့နော်ဈေးရောင်းရတာလားတဲ့ဘယ်လိုပုံစံမျိုးရတာလဲအမရှင်းပြပေးပါလားတဲ့ဟုတ်ကဲ့ပါရှင်TikTok shop ဆိုတာကဈေးရောင်းကြမလို့ပဲနဲ့ commission ရအောင်ယူလို့ရပါတယ်ရှင်အဲ့တော့ဈေးရောင်းကြမလို့ပဲနဲ့ commission ရခြင်းနဲ့ဆိုရင်ဒီဗီဒီယိုကိုအစကနေအဆုံးထိကြည့်သွားပေးပါတကယ်လို့ကိုကအခုချိန်မှာကြည့်ချိန်မရသေးဘူးမအားသေးဘူးဆိုရင် add to favorite ထဲမှာထည့်ထားပေးပါရှင်တခြားသူတွေသိအောင်လဲတက်ရောက်တစ်ချက်စီမျိုးဝိုင်းကို share ပေးကြပါဦးနော်မစအခုလာပြောပြမှာကဈေးရောင်းကြမလို့ပဲနဲ့ commission ရအောင်လုပ်တဲ့ဒီကိုမစလာပြောပြမှာဖြစ်ပါတယ်ရှင်မစနိုရဲ့ TikTok account မှာနော်မစနိုဒီ TikTok account မှာကိုပိုင် channel လေးရှိဖို့လိုအပ်ပါတယ်ရှင်နော်ဒီ channel လေးပါဒီကိုပိုင် channel လေးရှိပြီဆိုရင်မစနိုဒီ channel လေးထဲကနေပစ္စည်းလေးတွေကိုမစနိုကိုယ်တိုင်ဈေးဝယ်တော့ရင်းနဲ့လည်း commission ရတယ်သူများကကိုယ့် channel လေးထဲကနေ shopping ထွက်သွားမယ်ဆိုရင်လည်း commission ရတယ်ကိုကသူများအတွက်ဈေးဝယ်ပေးမယ်ဆိုလည်း commission ရပါတယ်ရှင်ဒါကိုပိုင် channel လေးဖြစ်ပါတယ်နော်ဒီမှာမစနိုရဲ့ကိုပိုင် channel လေးဖြစ်ပါတယ်ရှင်အဲ့တော့ဒီကိုပိုင် channel လေးရဖို့အတွက်မစနိုက follower 1000ပြည့်ရမယ်ရှင် follower 1000ပြည့်တာနဲ့ချင်းတောင်ရှောက်လို့ရပါပြီရှင်โอเคเนาะအဲ့တော့ချင်းတောင်ရှောက်လို့ရတဲ့နိုင်ငံထဲမှာမြန်မာနိုင်ငံတော့မပါသေးပါဘူးထိုင်းနိုင်ငံရဲ့မလေးရှားနိုင်ငံရဲ့စင်ကာပူနိုင်ငံရဲ့ဆိုပြီး3နိုင်ငံပဲချင်းတောင်ချလို့ရပါသေးတယ်ရှင့်အဲ့တော့မြန်မာပြည်ကချင်းတောင်ချပြီးလုပ်လို့ရတဲ့သူတွေချွင်းချက်အနေနဲ့ရှိနေပါတယ်သူတို့ရဲ့ TikTok account ဒီ Thailand region တို့ Malaysia region တို့နဲ့ account ဖွင့်ထားတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ချင်းတောင်နေပေါ်တဲ့အတွက်ကြောင့်မလို့ဒီကိုပိုင်ချင်းတောင်လေးဖွင့်ပြီးတော့ commission တွေရှာနေကြပါတယ်ရှင့်โอเคเนาะအဲ့တော့ပြည်သူတို့ကဒီလိုမျိုးလေးဈေးရောင်းကြမလို့ပဲနဲ့ကိုယ်အိမ်မှာလိုတဲ့ပစ္စည်းတွေကိုအပြင်ဈေးဆိုင်တွေကနေပြီးတော့ဝယ်ကြမလို့ပဲနဲ့မဝယ်တော့ပဲနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ချင်းတောင်လေးထဲကနေပြီးတော့ကြိုက်တဲ့ပစ္စည်းတွေလိုအပ်တဲ့ပစ္စည်းတွေကိုဈေးဝယ်တော့နဲ့ commission ရနေတာပါရှင်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အဆင်ပြေကြပါစေရှင်သိချင်တဲ့အကြောင်းအရာလေးရှင်ပြီးတော့ comment လေးမှတ်သွားပေးကြပါအဆင်ပြေမယ်ဆိုတော့တစ်ချက်စီ share ကူပေးကြပါအောင်ရှင် TikTok shop ကိုအခြေခံကစပြီးတော့စနေချာနဲ့တင်ယူလေးလာခြင်းနဲ့ရလက်တွေမြတ်ထွက်ခြင်းနဲ့ဝင်ဝင်ရှာလို့ရအထီကိုကျွမ်းကျွမ်းကျင်ကျင်တက်ချင်ပါတယ်ဆိုတဲ့သူလေးအတွက်ပေါ့နော် TikTok အခြေခံကနေစပြီးတော့ဝင်ဝင်ရှာလို့ရအထီတင်ထားပေးတဲ့ online video တင်တဲ့နေ VIP တင်တဲ့နေပြီးချင်းဖွင့်ထားပေးပါတယ်ရှင်မစ် online video တင်တဲ့လေးမှာဆိုရင်မစ်ကတင်တဲ့နဲ့မှာ video လေးတပုတ်စီလို့ပြောတင်ထားပေးပါတယ်ဒါလေးတွေကိုအားတဲ့အချိန်မှာလေ့လာမယ်တင်ယူမယ်ပြီးကိုယ့်ရဲ့ TikTok account မှာစူးစမ်းမယ်လိုအပ်တဲ့ရှင်မစ်ကိုမေးလာရမယ်ရှင်တင်တဲ့ app ဆိုတာနဲ့မစ်က TikTok account တွေကိုမစ်စစ်ပြီးတယ်လိုအပ်တာလုပ်ပြီးတယ်အဲ့ဒီ video တင်တဲ့နဲ့ကိုမစ်တန်းထည့်ပေးပါတယ်ရှင့်အဲ့တော့ကိုအားတဲ့အချိန်မှာလေ့လာသင်ပြီးတော့စူးစမ်းရမယ်နော်ဟုတ်ကဲ့ပါရှင့်အဲ့တော့အခုချိန်မှာဒီ video တင်တဲ့လေးကိုလာအပ်မယ်ဆိုရင်တင်တန်းကြီးလေးက250ပဲဖြစ်ပါတယ်ရှင်အဲ့တော့တင်တန်းကြီး250ပဲနဲ့တင်တန်းတက်ချင်တဲ့ TikTok shop အခြေခံစီးမီစီကနေကိုစနေကြနဲ့တင်ယူခြင်းနဲ့ဆိုရင်သူတွေ Messenger TikTok Messenger Facebook Messenger line ချင်းတွေမှာတင်တန်းလာအပ်လို့ရပါပြီရှင်ကျေးဇူးအများကြီးတင်ပါတယ်အဆင်ပြေကြပါစေနော်